ဖက်လုံးကိုကြာဘယ်လိုပြောတာ ဖက်လုံးမန်ခန့် မန်ခန့်โอเคဒါဆိုရှင်ဟိုဟာခေါင်းကိုကြာတော့ หวาน မွန်လို့ပြောရဲစောင်းကိုကြာတော့ ผ้าห่ม ဖာဟိုးโอ้ยเก่งมากပြီးရင်ပန်ကာကိုကြာတော့ พัดลม พัดลมปะกันทำเป็นซาเทซายปะกันจ้ะเหรอ จาน จานขี้แขวจ้ะเหรอ เจ้าน้ แก้วน้ำเก่งมากโอเคเข้าปีละโซชินแมงจ้ะเหรอ ำมันจะกระจก กระจกโอเคเข้าปีละโซชินยีแค่ที่ดาวจ้ะเหรอ ตู้เย็น ตู้เย็นเก่งมากเลยคงจ้ะเหรอกระเหรอกระทายจ้ะเหรอ ก็รับไข่เก้าอี้ เก้าอี้สวยของจ้ะเหรอ โต๊ะ 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 โต๊ะလို့ခေါ်ရမယ်နော်ဆိုတော့ဘောပင်ကိုจ้ะเหรอ ปากกา ปากกาโอเคဟုတ်ပြီဒါဆိုလို့ရှိရင်ကတ်ကြီးကိုကြတော့ กำกาย ကန်ကရိုင်မမီလိုက်เนาะဒါဆိုလို့ရှိရင်ဇွန်းကိုကြတော့ มันจะชวาน ချွန်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါမျိုးစာအုပ်တွေကြတော့ สมุด สมุดนะคะสมุดလို့ခေါ်တယ်โอเคအကယ်လို့ဒါမျိုးခွက်တွေကြတော့แก้วพลาสติกလို့ပြောမယ် เจ้า พลาสติกခွက်ကိုပြောတာเนาะโอเคဒါဆိုလို့ရှိရင်တစ်ရှူကိုကြတော့ อิชชู่ tissue โอเค tissue လို့ခေါ်မယ်ဒါဆိုရှင်အဟောင်းတွေမတ်မိရလို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုရှင်သင်ခန်းစာအစ်စ်မှာပြန်ပြီးတော့စုံကြမယ်โอเคค่ะ